hotel မှာအဲ့ဒီ train ချောင်းခန်းကြီးလုတ်ပြပါဆိုလို့နော်မြို့ဒီနေ့မှာတတိရတဲ့အတွက်အဆောက်ဆုံးလုတ်ပြလာတယ်နော်မြို့ခက်ကြတော့တူတူဆိုနေတော့မင်းကြပါနော်အကိုကဘာလို့လုတ်တယ်ဘာလို့လုတ်တယ်ပေါ့နော်မြို့ခက်ကြတော့မဲ့ဘန်လုတ်ပါတယ်ခင်ဗျာထားနေကြပုတ်ကဲမြို့မှာမဲ့ဘန်လုတ်တယ်နော်တခါလေးပြပြလိုက်ပါပြီကျွန်တော်မဲ့ဘန်လုတ်ဆိုတာဒီလိုမျိုးအိုက်နိုင်နဲ့ဆေးရပါတယ်နော်ဒါကမဲ့ဘန်လုတ်တဲ့တူတွေဆိုရင်တော့သိပါတယ်နော်မဲ့ဘန်လုံးမကူနေဆိုရင်တော့အိမ်တိုင်းဆေးရတယ်ဆိုပြီးတော့နည်းနည်းပပညှို့ညင်ပါပေါ့နော်အကုန်ဆေးပြရနော်ဒီချစ်အောင်ခံနေဆိုရင်ပြီးရင်ဟိုတယ်လောက်တဲ့တူတီဆိုရင်ပေါ့နော်ကိုယ့်ရဲ့အလုံးမှာကိုတန်ဖို့ထားပြီးရင်ဝဒနာပါမှာပေါ့နော်တချို့တို့တွေခဲကြတော့အလုံးစုပြီးတော့ဖြစ်သူတို့လုပ်ရပေါ့နော်အဲ့လိုမျိုးဟာခဲကြတော့ဒီမျိုးတက်ခမ်းပါလို့ဆိုရင်မတက်ရဘူးမလှဘူးညက်ပတ်တယ်ပေါ့နော်မျိုးတို့ခက်ကြတော့ဟိုထားလိုက်ရင်တက်လာကြတယ်ဟိုတယ်လောက်ပြီးရဆိုတော့နော်ဟိုတယ်ရတော့ကြပါတယ်ဘာပဲဖြစ်ပေါ့နော်အဲ့ရပဲခင်အိမ်နာပဲစစ်စီပါပဲလို့ပေါ့နော်ကိုအဲ့လိုထားပြီးလုပ်ပြီးတဲ့ train မျိုးဆိုရင်ပညာပဲရောက်ပေါ့နော်တထေးတွေချစ်တယ်ဝနာတွေချစ်တယ်အလုတ္တမတွေခင်နဲ့ချစ်တယ်ပေါ့နော်ဒါခက်ကြတော့မျိုးကိုဒီ messenger ထုတ်လာမိထားပါတော့အကိုဘာတော့လုပ်တဲ့တချို့လူတွေကြတော့လဲအဲ့ဒီအခန်းလောက်တာတင်ပေးပါလားချင်အောင်လောက်တာတင်ပေးပါလားဆိုပြီးတော့အင်မီလာမေးတာတူရှိရပေါ့နော်အင်းကြောင့်မျိုးဒီနေ့မှခက်ကြတော့အဲ့ဒီလည်းပါလဲဆိုတော့ဒီရတော့ပေါ့နော်မျိုးဒီမှာဗီဒီယိုအစားနေဆိုရင်ရတင်ပေးလိုက်ပါခင်ဗျာဟုတ်တယ်ခက်ကြတော့တရားမတရားလို့မတူနော်ဒါမျိုးတော့ဟိုတယ်မှာခက်ကြတော့ပစ္စည်းနေတယ်ပေါ့နော်အဝတ်လည်းနေတယ်တချို့ဟိုတယ်ကြီးဒီ5 star တွေ first star တွေဟိုတယ်ခက်ကြတော့အဝတ်တွေဆိုရင်မိနာတော့ပိုင်းရှိတယ်လို့တော့ပိုင်းရှိတယ်ကိုတော့ပိုင်းရှိတယ်ပေါ့နော်ဒါမျိုးတော့ဟိုတယ်မှာခက်ကြတော့ကိုတော့ပိုင်းတစ်မျိုးပဲရှိပါတယ်မျိုးဟိုတယ်ကြီးမဟုတ်ဟိုတယ်တားတယ်ပေါ့နော်ဒီမိသားစုဟိုတယ်တွေပါပဲအရင်ကပြင်မဲနဲ့နော်လောက်ရတာကဲအခုမျိုးဟိုတယ်မှာအဲ့ရခင်းပြနေပြီနော်အဲ့ရခင်းတက်ချင်တဲ့လူဆိုရင်လိုက်ကြည့်လို့ရပါတယ်ခင်ဗျာဒီကောင်ခက်ကြတော့လင်မယားကတင်နှလုံးပေါ့နော်နှစ်ယောက်စာနှလုံးဖြစ်ကုန်ပြီးရင်အဲ့ရခင်းနေအဲ့မျိုးတောင်းပါလေဒီမျိုးတောင်းချူတဲ့အရင်အရေးကြီးရနော်တောင်းချူတယ်မလိုက်ရင်အဲ့ရမလှပါဘူးဒီတခြားဟိုတယ်ကိစ္စမရှိဘူးနော်ဒီ first hotel ပါဆိုရင်မရအဲ့လိုမျိုးခင်းလို့မတက်ဆိုရင်ဝနာတွေပြန်ခေါ်ခိုင်းပါတယ်ပေါ့နော်နောက်ကောင်းထားတာမှာဖြစ်တဲ့လို့ထားလို့မရဘူးဟိုတယ်လို့ဆိုရတယ်အဲ့ရခင်တာကြည်လန့်လေးလိုလေးပဲကိုတန်ခင်မသိတာတောက်ချူတာလို့အဘိုးတွေထဲတာလို့လေကိုတန်လုံးဝသိရပြီးရင်မျိုးညှက်လေးတစ်ကောင်လုတ်ပြမယ်နော်အမှန်မှတော့ညှက်ခက်ကြတော့နှစ်ကောင်ဆိုပူမိုက်တယ်ပေါ့နော်ဒါမျိုးတို့အခန့်ခက်ကြတော့လင်မြခင်ပဲဆိုတော့အဘိုးကနှစ်ထက်ပဲပြီးသုံးတဲ့အတွက်ကိုအဘိုးနှစ်ထက်လေးနဲ့မျိုးညှက်လုတ်ပြမယ်နော်လွယ်လေးပဲနော်မျိုးလုတ်တို့လာလုံလွယ်လေးပါပဲခင်ဗျာတော်တော်လွယ်တအားကြီးလွယ်နော်အဲ့ရခင်ထက်ကိုလွယ်ပါလေခင်ဗျာအရင်မှတွေ့ပါလေခင်ဗျာလိုက်လို့ကြည့်နော်တခါလေးဆိုရင်ပြင်မယ်ပေါ့နော်တခါလေးဆိုရင်လည်းပြင်မယ်လည်းဒီတ
တက်လေးပါလေရမြန်နေဆိုတော့ပြောတယ်ပေါ့နော်တစ်ရှူခောက်တော့နော်တစ်ရှူခကြတော့ဒီတစ်ရှူအများကြီးအမျိုးမျိုးခောက်တဲ့ပုံစံရှိရပါတော့ဒါခကြတော့မျိုးပုံမှန်3နှစ်ကြာပုံစံလေးပေါ့နော်အဲ့ဒီအဝတ်ခောက်တာအယုတ်တွေခောက်တာလည်းအများကြီးရှိတယ်ပေါ့နော်ငှက်လို့ပြီးဘဲလို့ကင်းမှုလို့စင်လို့ပန်းလို့အကောအများကြီးခောက်နေရှိပါတယ်ခင်ဗျာခောက်တဲ့ချင်းတူလို့ဆိုရင်ရွေးကိုမမဝီလို့ရတယ်နော်ခောက်ပြမယ်ခင်ဗျာတခဲတော့ပုံလေးတော့ဒီကစီခါကြန်ထိုးပြီးဝနာလီလာလို့စစ်မယ်မတကယ်တော့မစင်ဘူးဆိုရင်ပြန်ခိုင်းပါလေခင်ဗျာအဲကြောင့်တတိချာလေးလုပ်ပြရပါတော့အေးရတယ်ခင်းတော့တက်ချမ်းလုပ်လို့ဆိုဒီအခန်းမရစပယ်လေးပြန်မယ်ကျန်ဒါဆိုပြီးတော့ရောနော်ဒါဆိုမျိုးတို့ကြည့်အောင်ခံပြီးတော့ပါပြီခင်ဗျာပြီးရင်အဲ့လိုရပါပြီကဲအစဆုံးကြည့်ပြတဲ့